ခေတ်ကောင်းနေချိန်အခြေအနေကောင်းနေချိန်မှာလူကောင်းလို့ဖို့မခတ်ပါဘူးတကယ်ခတ်တာကအကြက်တဲတွေနဲ့ရင်ဆိုင်ရချိန်အခြေအနေတွေကမကောင်းတာလို့ဖို့တွန်းအားပေးချိန်မှာကိုကျင်တရားကိုဆက်လက်ထိန်းသိမ်းထားနိုင်မလားဆိုတာပါပြည်ရင်းစစ်အတွင်းရှင်သန်ရတဲ့တစ်စွာအောင်မိုင်းဆိုတာမိသားစုရှင်သန်မှုကဘာမှမလုပ်နိုင်တဲ့အဖိုးကြီးဖွားကြီးတွေစီကစားစရာလူမလားကိုမိသားစုကိုအငတ်ခံမလားဆိုပြီးခက်ခဲတဲ့ရွေးချယ်မှုတွေလုပ်ရတဲ့ဂိမ်းဖြစ်ပါတယ်ဂိမ်းရဲ့ main goal ကတော့ ceasefire တည်းအပြစ်ခတ်ရစဲရေးနေ့ထိရှင်သန်ရမှာပါကျွန်တော်တို့ shelter ထဲမှာရှိနေတဲ့ပစ္စည်းနဲ့စားစရာတွေကအပြစ်ခတ်ရစဲရေးနေ့ထိမလောက်ငါပါဘူးဒါကြောင့်ညပိုင်းရောက်တဲ့အခါမှာတခြားသူတွေစီကစားစရာနဲ့ဆေးဝါးတွေကိုမှောင်ရိပ်ခိုပြီးတွားခိုးရပါတယ်ပစ္စည်းထွက်ရှာတဲ့အခါမှာကိုယ့် shelter ထဲမှာဘာတွေလိုအပ်နေသလဲဘယ်နေရာမှာဘာပစ္စည်းတွေပေါ်လဲဆိုတာတေချာကြည့်ပြီးနေရာရွေးတတ်ဖို့လိုပါတယ်တချို့သောနေရာတွေကြတော့လေစစ်တပ်နဲ့တပုံတက်တွေကတက်ဆဲထားလို့အနေရတော်တော်လေးများပါတယ်တခါတလေပစ္စည်းရှာရင်းနဲ့လူမီးတဲ့အခါမှာသူတို့ပစ္စည်းကိုလာခိုးတဲ့တခိုးဆိုပြီးအသေးသက်ကြမှာပါဒါကလည်းအပြစ်မြင်လို့မရပဲလူတိုင်းကြီးလန်းစာစားနေရတဲ့အချိန်မှာရန်သူမိတ်ဆွေရဲ့လို့မသေးခွဲတော့ပါဘူးကိုယ့်အသက်ကိုကာကွယ်ဖို့အရင်ဦးအောင်တိုက်ခိုက်လိုက်တဲ့အခါမှာသူတို့အသက်ကိုချမ်းသာပေးဖို့အတနာခံပုံနေမိသားစုတွေကအလောင်းနာမှာထိုင်ကုန်နေတာတွေကိုကြည့်ရတာကပလေယာကိုတော်တော်လေးစိတ်ထိခိုက်စေတယ်လို့အပြစ်ရှိတယ်လို့လည်းခံစားရတာပါအဲ့လိုပဲဂိမ်းတွေကခါရီတာတွေကလည်းငါကြောင့်အပြစ်မရှိသူသေးသွားပြီငါလူတတ်မိသွားပြီဆိုပြီးစိတ်ဓာတ်တွေကြောင့်ဝမ်းနည်းလာပါတယ်နောက်ဆုံး depression တန်ကိုမခံနိုင်တော့တဲ့အခါမှာကိုယ့်ကိုယ်အဆုံးစီရင်သွားတဲ့တွေထိဖြစ်သွားနိုင်တာပါဒါကြောင့်ရိုးရိုး survival game တွေလို့ပစ္စည်း craft လို့ resource management လုပ်နေမှာကပဲ character တွေရဲ့ကျန်းမာရေးစိတ်ချနေတွေဒီပါဂရုတစိုက်ကြည့်ဖို့လိုပါတယ်ကိုလိုပဲညပိုင်းအချိန်မှာပစ္စည်းရှာသူတွေကကိုနေတဲ့ shelter စီစားစရာတွေပစ္စည်းတွေလာရှာကြတာကြောင့်အနားယူမဲ့သူကအနားယူစောင်းလုံးမဲ့သူက shelter ကိုစောင့်ပစ္စည်းထွက်ရှာသူကရှာဆိုပြီး manage လုပ်ရပါတယ်ဂိမ်းထဲမှာအခက်ဆုံးက The Little One DLC ထဲမှာပါတဲ့အဖေနဲ့သမီးရဲ့ဇလန်းပါပစ္စည်းရှာတာ crafting လုပ်တာတွေကိုအဖေဖြစ်သူကပဲတာဝန်ယူရတော့ပင်မပြီးမဖျားအောင်နဲ့သမီးလေးဘေးနားမှာရှိနေဖို့ manage လုပ်ရတဲ့ challenge ဖြစ်ပါတယ်ဒီဂိမ်းကိုတာမန် survival game တစ်ခုတည်းပို့သွားစေတာကရွေးချယ်ရခက်တဲ့ moral dilemma အခြေအနေတွေကြောင့်လည်းပါပါတယ်အဖေကအဖမ်းခံရတယ်အမေကနေမကောင်းဖြစ်လို့ကလေးနှစ်ယောက်ကကိုယ့်စီမှာအတနာခံပြီးဆေးလာတောင်းတဲ့အခါဘယ်လိုလုပ်ဆိုဘာလုပ်မလဲဆေးတွေပေးလိုက်ရင်ကိုယ့်စီမှာခက်ခဲမယ်တကယ်လို့ကိုယ့်စီမှာတိတ်ထိုင်ရင်လည်းအပြစ်မဲ့တဲ့ကလေးနှစ်ယောက်ဒုက္ခရောက်ကုန်မှာပါဒီလိုအခြေအနေတွေကကိုဗားဆက် evil ဆိုတာထက်ဗားဆက်ဝို့ဆိုတဲ့တက်နိုင်ဆုံးအဆိုးနေတဲ့အခြေအနေတွေကိုပဲရွေးချယ်ရတော့တာပါလှုပ်တဲ့လှုပ်ထိုက်တဲ့အမှန်တရားကိုသိတယ်ဒါပေမဲ့အဲ့ဒီအမှန်တရားကိုလိုက်နာဖို့ပေးဆက်ရမယ့်အရာတွေကကြီးမားနေတဲ့အခါလူတွေဘယ်လိုအရာကိုရွေးချယ်ကြမလဲဆိုတာကိုမေးခွန်းထုတ်သွားတဲ့ game ဖြစ်ပါတယ်နိုင်ငံကောင်းဆောင်တွေနိုင်ငံရေးသမားတွေကသူတို့ရဲ့အတ္တနဲ့မာနကိုရှေ့တန်းတင်ပြီးစစ်တွေစားကြပေမဲ့တကယ်တမ်းစစ်တမ်းကိုခံစားရတာကပြည်သူနဲ့အပြစ်မရှိတဲ့ကလေးတွေပါပဲမိုဘိုင်းပေါ်ကိုတော့ This War Online နဲ့ This War Online Story ဆိုပြီးရှိပြီး download link ကိုတော့ Telegram channel မှာယူပါ